liner đi nó thì cái giờ là liner nó mà ở đây là clip tay thì nó mà screw tay thì tôi là nó screw tay thì nó screw tay thì nó thì cái liner mà nó miêu gì vậy tao miêu screw tay này clip tay rồi đã cũng phiêu ra screw tay này phiêu ra nó thì anh này phiêu ra nó tôi thì mà bao lâu là rồi cắt ra rồi nhưng mà cắt này mà tôi đâu nghe rồi cho xem bây giờ nó ở lúc tôi chỉ được cắt này mà đâu nghe rồi nó xem bây giờ nó ở lúc được đâu nào đấy rồi cho nó bây giờ thì xem mà chị nó còn khoa lại lúc gì thì liner mà ba ra lấy rồi liner đấy mà tôi cả đã đến chỗ đâu đi vàoဘာလို့လိုင်းနာမကပ်ပြီးလိုင်းနာဟာနေတယ်လို့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့လိုင်းနာဘာကြောင့်ပြက်တယ်ဆိုမှာတောက်သွားလို့ဆိုတော့၎င်းလိုင်းနာထဲမှာပါတဲ့အခါဒီမှာတန်လိုက်ကလေးပါတယ်ဒီတန်လိုက်ကလေးနော်ဒီတန်လိုက်ကလေးကြောင့်သူကသွားပြီးတော့ကတ်နေတာဒီမှာတန်လိုက်ကလေးပါတယ်ဒီတန်လိုက်လေးကဒီမှာပြေးကတ်တာဒီလိုကတ်နေတာအဲ့မှာရေကက်တဲ့လိုင်းနာတစ်စက်တည်းနဲ့ဖိပြီးတော့ဟိုဟာရတာလို့ပြတာတော့မရှိဘူးနောက်တစ်မျိုးကမာတောက်သွားလို့ဒီကောမာတောက်သွားတဲ့အတွက်ကြောင့်မလို့သူကမကောင်းတော့တာမကောင်းတော့တဲ့ခါကျတော့ရေခဲတက်တာကိုဖုံးလိုက်ရင်မဟောမကောင်းတော့တဲ့ခါကျဟောမာတောက်နေတယ်သူကနော်ပျော့လေးဖြစ်နေရမှာနော်အဓိကကတ်တာကဘာကြောင့်မကတ်သွားရလဲဒီကောင်မပါရင်သူကဟနေမှာပဲဒီဟာလေးကတန်လိုက်ကလေးဒီတန်လိုက်ကလေးပါမှာတန်လိုက်ကလေးကဒါမျိုးတော့ကတ်နေတာဝက်ကတ်နေတဲ့အတွက်သူကတစီလေးဖြစ်သွားတာသူ့သဘောတရားကအဲ့လိုဒါလိုင်နာရဲ့သဘောတရားနော်လိုင်နာတွေဟနေတယ်လိုင်နာတွေဟနေတယ်ခဏပြောတဲ့ဥစ္စာဒါကြောင့်မဟုတ်ဘူးနော်အဲ့ဒါလေးမှတ်ထားမယ်နော်